စနေနေ့မွေးသူအားလုံးမင်္ဂလာပါ2026ဧပြီလ15ရက်နေ့ကနေ21ရက်နေ့တောတွင်မှာရေမှန်းချက်သစ်တွေအောင်မြင်မယ်ပတ်ဝန်းကျင်သစ်နဲ့ဆက်ဆံရမယ်ပြောင်းလဲမှုနဲ့တိုးတက်မှုသစ်တွေကိုရရှိမယ်ဝေးကြီးကံကောင်းမယ်အလုတ်ကြံသစ်အောင်မြင်မယ်ရပ်တန့်ထားတဲ့လုပ်တွေပြန်လည်စတင်နိုင်တယ်ပိတ်နေတဲ့လမ်းကြောင်းကိုပြန်ဖွင့်မယ်ဥတီလိုက်တဲ့နေရာတိုင်းတော့အထိုက်ခံရှိမယ်ဒါပေမဲ့မဖြစ်မနေလုပ်မှုကြောင့်အဆုံးမှာအောင်မြင်လိမ့်မယ်အိမ်ပြင်အိမ်ဆောက်ကိစ္စတွေလည်းဆောင်ရွက်တဲ့ပတ်ဝန်းပတ်သက်ရလိမ့်မယ်ဘေဒီမေးကျင်တဲ့အကြောင်းလေးပေါ်လာရင်ဒီစမ်းစာနေဖို့ application ကိုအသုံးပြုပြီးတော့မင်းများလိုက်ရုံနဲ့ကိုယ်တိုင်ကိုယ်ကျလူတွေ့လာမေးတဲ့အတွေ့အကြုံမျိုးရရှိအောင်စ조사ပေးထားတယ်ဒါကြောင့်စမ်းစာနေဖို့ application ကိုယုံကြည်စွာသုံးချနိုင်ကြောင်းတင်ပြပါတယ်15ရက်နေ့ကတော့ဥတီချက်သစ်နဲ့လုပ်ကိုင်ခြင်းကြိုးပေးမယ်16ရက်နေ့ရပိုင်ခွင့်နဲ့လက်ဝယ်ပြန်ရခြင်းကောင်းသောအကျိုးကျေးဇူးရရှိခြင်းတွေကြုံမယ်အဓိက18ရက်နေ့မှာပေါ်လာတဲ့ခွင့်ရတွေကိုလက်တွေ့သုံးချပြီးဘဝတန်လန်းကိုရနိုင်တယ်18ရက်နေ့မှာတော့ရန်တိုက်ခံတော်တက်များမယ်19ရက်နေ့မှာသူတစ်ပါးကြောင့်ကိုယ်ရည်ရွယ်ချက်တွေပြည့်ရင်းတတ်တယ်20ရက်နေ့အရာရာစင်ပြေခြင်းရှိလာမယ်21ရက်နေ့မှာခက်ခဲကြကကြောဖြတ်ပြီးတိုးတက်တဲ့ကံတွေရှိမယ်သတိပေးချင်တာ18ရက်နေ့နဲ့21ရက်နေ့အဲ့ဒီနေ့တွေမှာမတော်တဆထိခိုက်မှုအနေနဲ့ဖြစ်တတ်တယ်18ရက်နေ့မှာတောင်ရက်ကိုဒီသားစဉ်ဖြစ်တတ်တယ်နေစရတိုင်းနဲ့တန်နိုင်ခွဲကြဖြစ်တယ်21ရက်နေ့မှာတော့ရှင်းမြောက်ရက်ကိုဒီသွားစဉ်ဖြစ်တတ်တယ်မနေ့4နိုင်ခွဲနဲ့6နိုင်ကြာညနေ4နိုင်ခွဲနဲ့6နိုင်ကြာကာလတွေမှာမတော်တဆအန္တရာယ်တွေကိုအထူးပြုသတိရှိရမှာဖြစ်ပါတယ်ဒီကာလအတော်တွင်းမှာတနင်္လာရင်ကဗုဒ္ဓနဲ့မွေးသူတွေကောင်းကျိုးပေးတယ်တနင်္ဂနွေနေ့စနေနေ့မွေးသူများကြောင့်စိတ်နှောက်ယှက်လေးတွေဖြစ်တတ်ပါတယ်အဝါရောင်လိမ်မော်ရောင်နှုတ်နှစ်ရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စတွေကိုဆောင်ရွက်ပါကောင်းသောကံကြမ္မာနဲ့တိုးတက်ခြင်းများရစေရန်အတွက်18 19ရက်တွေမှာခေါင်းဆေးခေါင်းလျှော်ပြုပြီးစပင်းပုံသဏ္ဍာန်အသွင်ကိုပြောင်းလိုက်ပါထူးခြားတဲ့အနာဂတ်သစ်တစ်ခုကိုယ့်ထံရောက်ရှိလာပါမယ်ကျေးဇူးတင်ပါတယ်